အားလုံးပဲမင်္ဂလာပါရှင် Online Institute YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ဆရာကြီးဦးအောင်နိုင်၏အစီအစဉ်ဖြစ်တဲ့စင်ကိုက်ပညာကိုလေ့လာနေသောကျောင်းသားကျောင်းသူများကိုပညာဒါနအနေနဲ့ပို့ချပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ဆရာဆရာမကြီးများတင်နန်းကျောင်းဆရာဆရာမများအတွက်ရည်ရထားခြင်းတော့မဟုတ်ပါဘူး။စင်ကိုက်ကိုလေ့လာနေသောကျောင်းသားကျောင်းသူများအတွက်ဖြစ်ပါတယ်။ဒီနေ့ပြောပြပေးသွားမယ့် topic လေးကတော့ management accounting ရဲ့ topic လေးတစ်ခုဖြစ်တဲ့ service costing ဆိုတဲ့အပိုင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ service costing ဆိုတာဒီ operational costing အမျိုးအစားပဲဖြစ်တဲ့ customer need and want ကိုစောင့်ဆိုင်စရာမလိုပဲလုပ်ငန်းရဲ့ nature အရာစဉ်ဆက်မပြတ်တောက်လျှောက်လုပ်ကိုင်ပေးနေရတော့လုပ်ငန်းမျိုးစားဖြစ်တဲ့ service နဲ့ပတ်သက်ရင်တော့နှစ်မျိုးရှိပါတယ် internal service နဲ့ external service ဆိုပြီးတော့ရှိတယ် internal service ဆိုတာက reciprocal service ရှိတော့အခြေအနေမျိုးအဲ့တော့ reciprocal service ရှိနေတော့အခြေအနေမျိုးလုပ်ငန်းမှာ service department နှစ်ခုနဲ့အထက်ရှိပြီး production department တွေကိုလည်း service ပေးတယ် service department အချင်းချင်းလည်းအပြန်အလှန်ချိတ်ဆက်ပြီးအကျိုးပြုနေတယ်အဲ့ဒါကို internal service လို့ခေါ်တယ် internal service လို့ခေါ်တယ်ဆိုတာကလုပ်ငန်းမှာ example အနေနဲ့ဆိုရင်တော့ဒီ maintenance department တို့ IT department တို့ HR department တို့နော်နောက်တစ်ခုကဒီငွေကြေးကိုစီမံခန့်ခွဲမှုလုပ်ကိုင်ရတော့ finance department တို့ admin department တို့ဒါတွေဒီ internal service မျိုးစားတွေမှာပါပါတယ်အဲ့တော့ external service ဆိုတာကနောက်တစ်ခုဒီလုပ်ငန်းရဲ့ nature က manufacturing မဟုတ်ဘူးကိုယ်တိုင်ထုတ်တာမဟုတ်ဘူး homemade ထုတ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုက client customer တွေကို service ပေးခြင်းသဘောတရားဒီလိုမျိုး service industry အနေနဲ့ရပ်တည်တာမျိုးဖြစ်တယ်နော်ရပ်တည်တာမျိုးဖြစ်တယ်အဲ့တော့ဆိုလိုတဲ့အကြောင်းအရာက internal service ဆိုတာကလုပ်ငန်းထဲမှာ department အချင်းချင်း HR department, admin department, warehouse department တို့ maintenance department တို့ဖြစ်တဲ့ production ဆောင်ရွက်မှုထုတ်လုပ်မှုမှာတကယ်ဆောင်ရွက်ရတာမျိုးမဟုတ်ဘူး production department ထုတ်လုပ်မှုမှာများစွာတက်ရောက်မှုအထောက်အကူပေးတာမျိုးကိုပြောတာဖြစ်တယ်ဒါကို internal service လို့ခေါ်တယ်အဲ့တော့ example အနေနဲ့ဆိုရင်တော့လုပ်ငန်းမှာဝန်ထမ်းကြီးကစီမံခန့်ခွဲတာမျိုးတွေဝန်ထမ်းရဲ့ performance ကိုအကဲဖြတ်တာမျိုးတွေစောင့်ကြည့်တာမျိုးတွေအဲ့ဒီအကြောင်းအရာတွေကတစ်ဖက်က HR တို့ admin တို့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစီမံဆောင်ရွက်တဲ့ finance department တို့အဲ့ဒီလူတွေရဲ့အချင်းချင်းကြားထဲမှာမျှဝေပေးခြင်းဖြစ်တယ်ဆိုလိုတာက service ဒီကုန်ပစ္စည်းထုတ်လုပ်တာမဟုတ်ဘူး service ပေးတာဖြစ်လို့ intangible ဖြစ်တယ် intangible ဖြစ်တယ် no physical product လို့ပြောတာဖြစ်တယ်နော် no physical product လို့ပြောတာဖြစ်တယ်အဲ့တော့ external service လို့ပြောရင်တော့ဒီစက်သွယ်ရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးတာမျိုးလျှက်စစ်မီ service ပေးတာမျိုးနောက်ဒီအကြံပေးတဲ့ကိစ္စရပ်မျိုးလုပ်ပေးတော့ပုံစံမျိုးတွေဒီလဲဒါဒီလဲလုပ်ငန်းကဒါဒီ external service တွေမှာပါတယ်နောက်ဒီ auditing service ပေးတဲ့လုပ်ငန်းမျိုးတွေ hotel service တွေ travel service တွေဒါတွေဒီ external service အမျိုးအစားတွေဖြစ်တယ်အဲ့တော့ internal service ကကြတော့ to each department လုပ်ငန်းမှာရှိနေတဲ့ department ဒီကို service ပေးတာမျိုး external service ကကြတော့ client to customer ကို service ပေးတာမျိုးကိုပြောတာဖြစ်တယ်အဲ့တော့အခုလေ့လာမှာက service industry ကိုလေ့လာတာကိုအတိကပြောပြသွားမှာဖြစ်တယ်တနည်းအားဖြင့် external service ပေးတော့ service industry အပိုင်းကိုအတိကပြောပြသွားမှာဖြစ်တယ်နောက်ပိုင်းမှာက service industry ကို
တွင်တွင်ကျဲကျဲသုံးလာကြတယ်။ examine နဲ့ဆိုရင်တော့ဘာတွေလဲ Royal Express တို့လိုမျိုး Foodpanda တို့ Grab တို့ transportation ခီးသွွားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Travels and Tour တို့ဒါတွေဒီဒါကခုနောက်ပိုင်းမှာ service industry အနေနဲ့တွင်တွင်ကျဲကျဲသုံးလာတော့ဒီလုပ်ငန်းပုံစံမျိုးတွေလုပ်ငန်းတွေဖြစ်တဲ့ service လို့ပြောရင်ဒီ characteristic of service costing အဲ့တော့ service costing ရဲ့ characteristic ကိုသတ်မှတ်တာကတော့ဒီ၄မျိုးဖြစ်တဲ့ SHIP လို့လည်းခေါ်တယ် S ဆိုတာဒီ simultaneous ကိုပြောတာဖြစ်တယ် simultaneous ဆိုတာဒီ service cannot be inspected for quality in advance ဆိုတဲ့အကြောင်းအရာက service ကိုပေးတဲ့သူနဲ့ရတဲ့သူဒီတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာရှိရမယ်ပိုကောင်းတဲ့ quality ရှိအောင်လို့ကြိုတင်ပြီးတော့ဆောင်ရွက်ထားတာမျိုးမရှိဘူးလို့ပြောတာဖြစ်တယ်အဲ့ဒါကို simultaneous လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ heterogeneous heterogeneous ဆိုတာဒီ service က is deliver will not be identical each time service ဆိုတာဒီပုံသေးတသက်မတည်းမရှိဘူးပြောင်းလဲတယ်ဘယ်ပုံမှမူတည်ပြီးပြောင်းလဲလဲဆိုရင် man power လို့ခေါ်တဲ့လူပေါ်မှာမူတည်ပြီးတော့ပြောင်းလဲတယ်လူတွေရဲ့အလုံးလုံးနိုင်စွမ်းနေလူတွေရဲ့အလုံးလုံးပုံတွေလူတွေရဲ့ input ပေါ်မှာပြောင်းတယ် service ကိုပေးတဲ့ woman ရဲ့ input ကြောင့်တစ်ဖက်မှာ output အနေနဲ့ထွက်လာတာဒီကွာခြားနိုင်တယ်ဆိုလိုတာဒီ variable အနေနဲ့ရှိနိုင်တယ်ပေါ့ variable ဆိုတာဒီပြောင်းနိုင်တယ်လို့ပြောတာဖြစ်တယ်အနည်းဆက်ဆုံးတော့တူတယ်သို့တော်လည်းပဲတစ်ထက်တည်းကြတာမျိုးတော့မဟုတ်ဘူးလို့ပြောတာဒါကို heterogeneous လို့ခေါ်ပါတယ်နော် heterogeneous လို့ခေါ်တယ်ဒါဒီ characteristic ရဲ့ဒုတိယအချက်ဖြစ်တယ်ဆိုလိုတာဒီ service ကတစ်ထက်တည်းမှာပဲထပ်တူညီတာမျိုးတော့မဟုတ်ဘူးအနည်းဆက်ဆုံးတော့တူတယ်လို့ပြောတာဖြစ်တယ်လူတွေရဲ့စိတ်ဆန္ဒစိတ်ပုံမှာစိတ်ဆန္ဒပုံမှာ input ပုံမှာမူတည်ပြီးတော့တစ်ဖက်မှာထွက်လာတဲ့ output ဒီပြောင်းတာမျိုးရှိတယ်ပေါ့နော် variable ဖြစ်တယ်လို့ပြောတာဖြစ်တယ်ပြောင်းနိုင်တယ်လို့ပြောတာဖြစ်တယ်ဒါဒီ heterogeneous ဖြစ်တယ်နောက်တစ်ခုကတော့ characteristic ဒီ intangible intangible ဆိုတာက service ပေးတယ်ဆိုတာဒီကင်တွယ်ထိတွေ့လို့မရဘူးလှုပ်ဆောင်ချက်ကိုအဆိုင်ကဲပုံစံတွေနဲ့ပဲဖော်ပြလို့မရဘူးလို့ပြောတာဖြစ်တယ် performance လောက်ကင်တဲ့ performance စွမ်းဆောင်ရည်ကိုတော့တိုင်းတာနိုင်တယ် physical ကိုတော့တိုင်းတာလို့မရဘူးဒါကို intangible လို့ပြောတာဖြစ်တယ်ရလက်ကိုကြည့်လို့တော့ရတယ်ရလက်ကိုကြည့်လို့ရတယ်မြင်နိုင်တယ်သို့တော်လည်းပဲ physical အနေနဲ့မရှိဘူးလို့ပြောတာဖြစ်တယ် performance ကိုပဲတိုင်းတာနိုင်တယ်ဒါကို intangible လို့ခေါ်ပါတယ်လောက်ကင်ဆောင်ရွက်တဲ့ performance ဒီဘယ်တိုင်းတာအထိပြီးသွားလဲဆိုတာကိုတော့ကြည့်လို့ရတယ်မြင်နိုင်တယ်သို့တော်လည်းပဲဘလိုမျိုးပုံမှန်တဒံအဆိုင်ကဲပုံစံဒီလိုမျိုးဖော်ပြလို့မရဘူးလို့ပြောတာဖြစ်တယ်ဒါကို intangible လို့ခေါ်ပါတယ်နောက်တစ်ခုရဲ့ characteristic ကတော့ partial partial ဆိုတာဒီပုတ်သိုးဆွေးမြေ့လေတယ်ပေါ့ဒီနေရာမှာပုတ်သိုးဆွေးမြေ့တယ်ဆိုတဲ့အကြောင်းအရာကိုပြောတာမဟုတ်ဘူး partial ဆိုတာကလူတို့ရဲ့စိတ်ခံစားချက်ဆိုတာဒီပုံသေးတသက်မတည်းမရှိဘူးအချိန်တိုင်းမှာပြောင်းနေတာဖြစ်တယ်အခုတစ်မျိုးပြီးသွားရင်နောက်တစ်ခုကနောက်တစ်ချိန်မှာတော့ကြတစ်မျိုးဖြစ်တယ်အဲ့တော့ဆိုလိုတာကလူတို့ရဲ့ခံစားချက်ဆိုတာဒီပုံသေးတသက်မတည်းမရှိဘူးပြောင်းလဲနိုင်တယ်ဒါကြောင့်မလို့ service နဲ့ပတ်သက်ရင်ကြိုလုပ်ထားလို့မရဘူးကြိုပြီးတော့တူလောင်ထားလို့မရဘူးလူတွေရဲ့စိတ်ဒီပြောင်းလဲနေတာဖြစ်လို့ပါရှိပဲလို့ပြောတာဖြစ်ပါတယ်ဒါကတော့ service costing နဲ့ပတ်သက်တဲ့ characteristic အတိကအချက်ဒီ၄ချက်ဖြစ်ပါတယ်เนาะ၄ချက်ဖြစ်ပါတယ်တခြားသော characteristic တွေလည်းရှိတယ် other characteristic လို့လည်းပြောလို့ရတယ် other characteristics ဆိုတာဘာတွေလဲလို့ပြောရင် service costing မှာကြတော့ indirect cost တွေဒီ direct cost တဲ့ပို့ပြီးတော့ပါဝင်တာဒီပို့ပြီးတော့များပါတယ်
ဒါက other characteristic ဖြစ်တယ် higher proportion of indirect cost rather than direct cost service cost ထဲမှာ indirect cost ကပါဝင်မှုသည် direct cost တဲ့ပိုများတယ်လို့ပြောတာဖြစ်တယ်ဒါကဒီ other characteristic ဖြစ်တယ်နောက်တစ်ခုကတော့ composite cost unit composite cost unit composite cost unit ဆိုတာကဘာကိုပြောတာလဲဆိုတော့ service cost ကိုတွက်ချင်ရင် manufacturing မှာတွက်တာနဲ့မတူဘူးအဲ့တော့ဆိုလိုတာကဖြစ်စဉ် process ဆိုရင်ထည့်လိုက်တဲ့ဒီ manufacturing မှာစိထုတ်လုပ်တဲ့လုပ်ငန်းမှာဆိုရင်တော့လုပ်လိုက်တဲ့ဒီဆောင်ရွက်တဲ့ process မှာဆိုရင်ထည့်လိုက်တဲ့ material တို့ labor တို့ overhead ရှိမယ်တစ်ဖက်မှာထွက်လာတဲ့ output unit တွေကကုန်ကျစရိတ် cost တွေကိုကျခံရတယ်ပေါ့သို့တော်ဒီနေရာမှာတော့ service ဖြစ်တဲ့အတွက် service ပေးတဲ့နေရာမှာတစ်မျိုးထက်မကတော့ activity တွေနဲ့ဆောင်ရွက်ရတာဖြစ်လို့တစ်မျိုးထက်မကတော့ activity ပေါ်မှာသတ်မှတ်တဲ့နဲ့တွက်ချက်တဲ့နဲ့လို့ပြောတာဖြစ်တယ်အဲ့တော့ဆိုတဲ့အကြောင်းအရာက example အနေနဲ့ဆိုရင် transportation လုပ်ငန်း transportation လုပ်ငန်းမှာဆိုရင် composite cost unit မှာသတ်မှတ်တဲ့နေရာမှာနှစ်မျိုးထက်မကတော့ two or more activity ကိုဆောင်ရွက်ရတာဖြစ်လို့အဲ့တော့ transportation လုပ်ငန်းဆိုရင်သွားရတဲ့ခရီးအကွာဝေးကီလိုမီတာမိုင်ပေါ့နော်သွားရတဲ့အကွာဝေးရှိမယ်အဲ့ဒီသွားရတဲ့အကွာဝေးပေါ်မှာတည်ဆောင်ရတဲ့ပစ္စည်းရဲ့ဝန်တန်ရှိမယ်ပေါ့အဲ့ဒီလိုမျိုး activity ဒီလိုမျိုးတစ်ခုတည်းမကတော့ two or more activity ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ဒါကြောင့်မလို့ service cost တွေမှာကသတ်မှတ်တဲ့ cost unit ဒီtwo or more activity လို့ပြောတာဖြစ်တယ်two or more activity ကိုသတ်မှတ်ရမှာဖြစ်တယ်တွက်ချက်တဲ့နယ်လို့ပြောတာဖြစ်တယ် cost unit ဆိုတာကactive ဒီနေရာမှာ service cost တွေမှာဆိုရင်တော့ cost unit ဆိုတာဒီ activity ကိုပြောတာဖြစ်တယ်လုပ်ငန်းမျိုးစားပေါ်မူတည်ပြီးတော့ cost unit ကိုသတ်မှတ်ကြတယ်အဲ့တော့ example အနေနဲ့ဆိုရင်တော့ဆိုတော့ဒီမှာဆိုရင် example ဒီ3ခုပြောထားတယ်ပထမတစ်ခုကကြတော့ဒီပါတုံးပါမိုင်း for hot company အဲ့တော့တည်ယူပို့ဆောင်ရေးလုပ်ငန်းမှာဆိုလို့ရှိရင်သွားတဲ့အကွာဝေးတည်ဆောင်ရတဲ့အလေးချိန်ပေါ့နော်အဲ့ဒီလိုမျိုး activity နှစ်ခုကိုထည့်ပြီးတော့စဉ်းစားရတယ်တွက်ချက်ရတာဖြစ်တယ် two or more activity လို့ပြောတာဖြစ်တယ်အဲ့တော့ hospital လို့လုပ်ငန်းမျိုးဆိုရင်တော့ပါ patient ပါday ပါ patient ပါ day ဆိုတာကဒီလာရောက်ကုသတဲ့လူနာသည်လူနာတစ်ယောက်အနေနဲ့စေကုသခံယူတာသည်တစ်ရက်ကိုဘယ်လောက်နှုန်းလာပြီးတော့ကုသတဲ့စေကုသခံယူတဲ့ patient တွေသည်တစ်ယောက်နဲ့တစ်ယောက်ကုသတဲ့ဒီယောဂတွေကမတူဘူးပေါ့အဲ့ဒီပုံမှာ patient တစ်ယောက်သည်ပါ patient ပါ day patient တစ်ယောက်သည်တစ်ရက်ကိုဘယ်လောက်နှုန်းဒီလိုမျိုးလေးတွက်တာဖြစ်တယ်နောက်တစ်ခုကတော့ဒါကတော့ဒီ public transport company ဆိုတာကကြတော့ဒီအမတို့ရဲ့ဒီ customer တွေကိုတနည်းအားဖြင့်ဒီခီးသွားတဲ့ passenger တွေကိုသူက cost unit သတ်မှတ်တဲ့အခါမှာသွားတဲ့အကွာအဝေးမိုင်နဲ့ခရီးတဲ့ passenger တယောက်ကိုဘယ်လောက်ဒီလိုမျိုးသတ်မှတ်တာဖြစ်တယ်အဲ့ဒါဒီ two or more activity လို့ခေါ်တယ်အခုဆိုရင်တော့ဒီ public transport company တွေလို့ပြောရင် 1PS လို့လိုမျိုးပေါ့အဲ့တော့သွားတဲ့ခရီးစဉ်ကွာဝေးမှာခရီးတဲ့တယောက်ဒီဘယ်လောက်နှုန်းဒီလိုမျိုးလေးတွေကိုတွက်တာဖြစ်တယ်အဲ့ဒါကိုမတို့က passenger ပါမိုင်အဲ့ဒါကိုtwo or more activity လို့ခေါ်ပါတယ်အဲ့တော့ service cost တွေမှာကြတော့ဒီ service ပေးတဲ့ပုံမှာ cost ကိုတွက်သည့်နေရာတွင်အဲ့တော့ charge per service လို့သုံးတယ် service တစ်ချိန်ပေးတဲ့အခါမှာ charge စရိတ်အနေနဲ့ကဘယ်လိုတွက်တယ်လဲပေါ့အဲ့တော့ဘယ်လိုတွက်တယ်လဲဆိုတော့ဒီ service ပေးတဲ့နေရာမှာကုန်ကြမဲ့ကုန်ကြတော့ဒီလှုပ်ဆောင်ရတဲ့ operation ကုန်ကြစေ cost စုစုပေါင်းဖြစ်တဲ့ total operating cost ကိုတည်ပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ရတဲ့
two or more activity ဖြစ်သော composite cost unit လေးနဲ့စားလိုက်တဲ့အခါမှာ service တစ်ချိန်စာမှာကုန်ကျစရိတ် charge အနေနဲ့ဘယ်လောက်ပါဆိုပြီးတော့ charge per service ကိုရရှိမှာဖြစ်ပါတယ်။ဒါကတော့ service costing မှာ service တစ်ချိန်ပေးတဲ့အခါမှာတွက်ချက်တဲ့ပုံစံလေး formula လို့ပြောလို့ရပါတယ်။အဲ့တော့ခုပြောလိုက်တာဒီ service costing နဲ့ပတ်သက်ပြီးတော့နှစ်မျိုးပေါ့နော် internal service နဲ့ external service ဆိုပြီးတော့ရှိတယ်အဓိကပြောသွားတာကတော့ဒီ external service ပုံစံမျိုးအနေနဲ့ပေါ့နော်ဒီ service industry မှာဒီ charge per service တစ်ချိန်စာပေးလိုက်တဲ့ပုံမှာဒီ charge ဈေးအနေနဲ့ cost ကိုဘယ်လိုတွက်တယ်လဲပေါ့နော်ဒါက formula အနေနဲ့ဖြစ်တယ်အဲ့တော့နောက်တစ်ခုကဒီပြောလိုက်တဲ့ service costing နဲ့ပတ်သက်ပြီးတော့အဓိကသိရမယ့်ကျောင်းသားကျောင်းသူတွေနဲ့အဓိကသိရမယ့်အကြောင်းအရာလေးဖြစ်တဲ့ဒီဘာလဲလို့ပြောရင်ထုတ်လုပ်တဲ့လုပ်ငန်းမျိုးမဟုတ်ဘဲနဲ့ customer client ကို service ပေးတဲ့နေရာမှာလုပ်ငန်း nature ပေါ်မူတည်ပြီးတော့ဆောင်ရွက်တဲ့ activity လို့ပြောရင် two or more activity ပုံမှာစဉ်းစားပြီးတော့မှ charge per service ကိုတွက်ရတာဖြစ်တယ်ဒါကတော့ manufacturing လုပ်ငန်းနဲ့မတူညီသောတွက်ချက်တဲ့ပုံစံမျိုးလေးဖြစ်တယ်။ service costing မှာတော့ charge per service ဆိုပြီးတော့သုံးတယ်။ service တစ်ချိန်ပေးတဲ့အခါမှာ cost ကိုတွက်တဲ့ပုံစံမျိုးလေးပေါ့။အဲ့တော့ဒီတစ်ပတ်မှာပြောပြပေးသွားတာဒီ service costing နဲ့ပတ်သက်ပြီးတော့ဒီ theory လေးရဲ့တွက်ချက်တဲ့ပုံစံမျိုးလေးကိုရှင်းပြပေးသွားတာဖြစ်တယ်။နောက်ပတ်တွေမှာလည်းဒီလိုမျိုးပဲဆက်ပြီးတော့ဒီဗီဒီယိုဖိုင်လေးတွေဆက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးကိုအပတ်စဉ်တင်ပေးမှာဖြစ်ပါတယ်။အဲ့တော့အမတို့ရဲ့ Online Institute YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။